အားလုံးပဲမင်္ဂလာပါဗျဒီနေ့မှာတော့ကျွန်တော်ကြောက်စိမ်းဖျားမှာဒီထားကိုယ်ွယ်ထားတဲ့တမိုးကြီးရတနာရဲ့တမိုးနဲ့ကျွန်တော်တို့ကြောက်စိမ်းဖျားမှာထူးခြားတဲ့အရာလေးတစ်ခုကျွန်တော်ဘုဒ္ဓအနေနဲ့ပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲကျွန်တော်ကိုယ်တော်ဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါเนาะကျွန်တော်ဒီဗီဒီယိုလေးမှာတော့ဒါကျွန်တော်အဝေးရညီကိုတွေကြောက်စိမ်းဖျားဖူးမြော်နိုင်ရန်ပေါ့เนาะရိုက်ပြခြင်းဖြစ်ပါတယ်ဒါကျွန်တော်ရဲ့တွဲဘက်ညီကိုတွေဖြစ်ပါတယ်လို့เนาะဒါညီကိုတွေနဲ့အတူတူကြောက်စိမ်းဖျားမှာဆိုရင်ကြောက်သမားတိုင်းကတွားရောက်လေ့လာတင်ပါတယ်ဗျဘာကြောင့်လဲတော့ကြောက်စိမ်းပြားမှာဆိုရင်ကျွန်တော်တို့ကြောက်စိမ်းမျိုးနွယ်စုတွေမော်မျိုးစုံပေါ့ဗျာနော်စသဖြင့်တွေ့ရတယ်ပေါ့နော်ဒီကျွန်တော်ဒီရှားပါဒီကြောက်စိမ်းရတနာဆိုရင်ဒေါ်လာယူရိုငွေနဲ့ဆိုရင်3,68,900တန်ကြေးရှိပါတယ်ဗျာမြန်မာငွေနဲ့ဆို3,1000ခွဲဝန်းကျင်ရှိကိုတန်ဖိုးရှိပါတယ်ဗျာဒီလိုကြောက်စိမ်းကြောက်မြတ်ရတနာလေးတွေဆိုရင်ဒါကြောက်စိမ်းဖျားမှာမြင်တွေ့နိုင်တယ်ပေါ့ဗျာနော်အလွယ်တကူမြင်တွေ့နိုင်တယ်ဖြစ်ပါတယ်ဗျာနော်ဒီကြောက်စိမ်းဖျားမှာဆိုရင်လည်းအခုလိုမျိုးကိုပူဇော်ထားတဲ့ကိုတော်လေးနှစ်ပါးမှာဆိုရင်စမိတ်လေးတွေကတဖြည်းဖြည်းနဲ့ပိုပြီးဒီအမဲရစ်လေးတွေပေါ့နော်တဖြည်းဖြည်းနဲ့စမိတ်လေးတွေပိုပေါ်လာတယ်ပေါ့နော်ကြောက်စကားရဆိုရင်ဒီကောင်လေးတွေရှင်းလေးတွေပေါ့ဗျာနော်အဲ့လိုလေးတွေပေါ်လာတဲ့ဆိုကြောင့်ထူးခြားဖြစ်စဉ်လေးလဲကျွန်တော်ပြပြပေးခြင်းဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဒီဗီဒီယိုချန်နယ်တက်တဲ့ဆိုရင် like and share follow လုပ်ခဲ့ပေးပါဒါကျွန်တော်တွဲဘက်ညီကိုတွေဖြစ်ပါတယ်လို့အားလုံးပဲကျေးဇူးတင်ပါတယ်